အမှန်တရားတစ်ခုကဘာလဲဆိုတော့တကယ်လို့2024ကို2025ရောက်တာတော့မှမိရှင်မှာ personal brand မရှိသေးဘူးဆိုရင်ကိုယ့်လုပ်ငန်းရပ်တန့်နေရမှာဟုတ်တော့ပါဘူးနောက်ကျကြံခဲ့ပါပြီကျွန်တော်တို့စဉ်းစားကြည့်တယ်ရှင်လေအခုခေတ်မှာလူတွေရဲ့ပစ္စည်းတွေဝယ်ရမှာဟုတ်တော့ရဲ့လူတွေကိုဝယ်လာကြပြီဝယ်ဘာလို့ဆိုလို့ကျင်တာလဲယုံကြည်မှုတွေတန်ဖိုးတွေဒါကိုကြည့်ဝယ်တာလူတိုင်းဒီဘက်လောက်က online မှာလုပ်ငန်းတွေလုပ်လာကြပြီပြောချင်တာဒီမှာအရန်ပြည့်စုံမှုအရန်များနေတဲ့ online space မှာအဲ့ဒီအထက်ကနေမှာကိုယ်ကဘယ်လိုဖောက်ထွက်မှာလဲနောက်ပြီး personal branding ကောင်းတယ်ဆိုတာဘာလဲကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်တော့ personal brand ကောင်းတယ်ဆိုတာကိုယ့်ရဲ့နာမည်ကိုမြင်လိုက်ရုံနဲ့ဒီလူကဘယ်သူလဲနောက်ပြီးဒီလူကဘယ်လိုပုံစံမျိုးလဲဘယ်လိုခံစားချက်ရှိလဲဒါ係တစ်ခုချင်းစီပုံလာတယ်ပြောချင်တာအခု online မှာမြင်နေရတဲ့ corner နဲ့အပြင်မှာမြင်ရတဲ့ corner နဲ့ပုံစံပြတူတယ်နော်ဘူးမဟုတ်ဘူးဒါပေမဲ့တရားတစ်ခုလူတွေမေးမှာငါမင်းကိုယုံကြည်လို့ရရမစ္စည်းကကိုယ်နဲ့နေမှာစက်ကြည့်ဖို့ follow လုပ်ထားတယ်ဒါတွေပဲမေးမှာကိုယ့်ရဲ့လုပ်ငန်းကြောင်းနဲ့ product ကြောင်းနဲ့မဟုတ်ဘူးလေကိုယ်ဘယ်သူလဲဆိုရယ် personal brand ကိုစပါကိုယ်ကိုယုံကြည်တာလေဆိုရင်အနောက်ကရရတယ်တော်တော်ဖြစ်လာပါလိမ့်မယ်